ရောက်ပြီတရားနော်ဖြည်းဖြည်းနော်ဟုတ်ကဲ့ပါခင်ဗျာကြောလာကြကိုတော့ဒီကံအလူရှင်များအားနတ်လာတို့တန်းစီပြီးတော့မှဆရာတော်ဘုရားထာမလာရောက်စက္ကလူတန်းပေးပါရာလေးစားစွာအတိပေးရပါတယ်ခင်ဗျာတော့ဘုရားတာခိတာမကဘဲဒီကြောပါလာတာတာခိတာတာဒုမကဘဲနော်မကဘဲဒုဘာလဲနော်မကဘဲဒုတာဒုနော်တာခိတာရှင်များအခြေနဲ့လူရဆန္ဒတာဒုကတိလူတိုင်းတဲ့အကျိုး၅ပါးရှိတယ်နော်ဒီကနေ့မိမိတို့ရပြုလို့ရတဲ့ကုသိုလ်နံပါတ်1သွားလူရသွားနိုင်လူလဲစွာလူရသွားနိုင်သည်တဲ့နံပါတ်1တာဝကိစ္စဟောလာလီတော်သည်တာဝကိစ္စလီတော်သည်တဲ့နံပါတ်3ဘေကာသောငါဘေကာမဖြစ်ပြီကိုပစ္စည်းများသေပတ်ဒီကတိလူသားရဲ့အကျိုးတရား၅ပါးဒါကြောင့်မလို့တာဒုနောက်ချက်နေကြလေဓာတ်ဖို့ရတာနောက်ပုဒ်တာမခေါ်ရဲမကပဲဒုများပါမပစ္စည်းစုမနေရလို့တရားတော်ခဒီကလူရှိများကိုဤကြမ်းမချေစိတ်ဤချမ်းသာခြင်းနဲ့လူဘာကဖျားရှိထားလာပြီးတော့ဆောဘုရားတဲ့ဒီကောင်းဟာဘယ်သူလဲတဲ့ဘုရားတပိတော့ဒီချဘုရားကကိုပြုတဲ့ကုသိုလ်ကောင်းမှုဟာမင်းဆွင်ကောင်းတို့ဤစေတနာရှိသလောက်တက်ဆွမ်းတိုင်းမှာချမ်းသာတယ်ဒါကြောင့်ကြကြမ်းမှမဆိုဘုရားရှိခိုးဟောထားပါတယ်ဒုတာဒုစိတ်ချမ်းသာခြင်းနဲ့လူရဆန္ဒပြည့်စုံကြပါဟုတ်ဖို့လေညာလူမျိုးကြစမ်ဆူ S နဲ့ဆက်လေဒီကဘာဒိုနေကြတော့တာခိတာโอเคတော့အဲ့ဒါနဲ့တာရနာလီကာလာအေးရမဲဝါကေဆက်လက်ပြီးတော့ပရိသေများကိုစက္ကလူတ္တမှာဖြစ်ပါတယ်ခင်ဗျာခရဲဘယ်လိုဝေးလဲပါ